Hello everyone, welcome to Thinking for Kids. ချစ်စရာကောင်းတဲ့ကလေးငယ်လေးတို့ရေအားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ဒီနဲ့အတူတူဘူးတုဒတွေလေ့လာကြရအောင်နော်ဒီနေ့ဒီတို့လေ့လာမယ့်အကြောင်းအရာလေးကတော့ငှက်ကလေးတွေဘာကြောင့်ကောင်းကင်ယံမှာနှပစွာပြန်တန်းနိုင်ရတာလဲဆိုတဲ့မိကုလေးပဲကွယ်ဒီချင်းနေကြပြီလားကွယ်ဒီကပြောပြပေးမယ်နော်ငှက်ကလေးတွေကောင်းကင်ယံမှာနှပစွာပြန်တန်းနိုင်နေဆိုတာဟာအဓိကအကြောင်းရင်း၃ချက်ကြောင့်ပဲကွနံပါတ်1စူပါဟီးရိုးတို့အတောင်မှန်များကလေးလေးတို့ရေလေပြန်ကြီးတွေပြန်တန်းနေတာကိုမြင်ဘူးကြလားကွညကလေးတွေမှာလေလေပြန်ကြီးတွေလို့သူတို့ရဲ့ကိုယ်ပိုင်လေးရင်အတောင်ပံလေးတွေရှိရဲ့ကွဘလို့ပုံလေးလဲဆိုရင်ညက်အတောင်ပံလေးတွေဟာအပေါ်ဘက်မှာခုံးပြီးအောက်ဘက်မှာတော့ပြားနေတယ်ကွဒီလိုပုံစံလေးကြောင့်လေစီးစစ်မှုကကွဲပြားသွားပြီးလေပုံကိုမြင့်တင်ပေးတဲ့ပင်အားတစ်ခုဖြစ်ပေါ်လာတာပေါ့ကွ။ကလေးတွေဟာသူတို့ရဲ့အကြောင်းမှန်တွေကိုအားနဲ့ခက်လိုက်တဲ့အခါရှေ့ကိုတိုးသွားအောင်တွန်းကန်ပေးတဲ့တွန်းအားဖြစ်ပေါ်လာတာပဲကွ။ကလေးတို့မှတ်ထားရမယ်နော်။ကလေးတွေပြန်တမ်းမှုအတွက်အဓိကလိုအပ်တာကအတောင်ပံပုံစံနဲ့အတောင်ပံခတ်တာပဲကွ။နံပါတ်2မိဘုံပြန်လို့ပေါ်ပါတဲ့ကုခန္ဓာတတမိမိတို့လေမှုတ်ထားတဲ့မိဘုံပြန်လေးကိုလွတ်လိုက်ရေးဘလို့ဖြစ်သွားလဲသိကြလားကွယ်အပေါ်ကိုတက်သွားတယ်နော်ဟုတ်တယ်ဟုတ်ကလေးတွေရဲ့ခန္ဓာကိုယ်ဟာလဲအဲ့ဒီလိုပဲအမတန်ပေါ့ပါအောင်လို့တဘာဝတရားကြီးကဖန်တီးပေးထားတာပေါ့ကွယ်သူတို့ရဲ့အယိုးတွေဟာလူတွေလိုအဆိုင်ခဲမဟုတ်ဘူးကွယ်အတွင်းမှာလေတွေနဲ့ပြည့်နေတဲ့အပေါက်လေးတွေနဲ့ပေါ့ကွယ်ဒါကြောင့်အပြင်ကကြည်ရင်ကြီးပေမဲ့အလေးချိန်ကတော့အများကြီးပေါ့တယ်ကွငှက်ကလေးတွေရဲ့အမွှေးတောင်တွေဟာဆိုရင်လေအရန်ပေါ့ပါတာမို့လေကိုဖမ်းဆုပ်နိုင်ဖို့ကုညီပေးတာပေါ့ကွနံပါတ်3အားကောင်းတဲ့ရင်အုပ်ကြွတာများဒီလိုအတောင်မှန်ကြီးတွေကိုအကြာကြီးခတ်နိုင်မှုအတွက်ငှက်ကလေးတွေမှာအမတန်အားကောင်းတဲ့ကြွသားတွေလည်းလိုအပ်တယ်ကွရကလေးတွေရဲ့ရင်ဘက်မှာရှိတဲ့ချက်သားတွေဟာအားရှိဆုံးပဲပေါ့ကွယ်သူတို့ဟာအတောင်မှန်တွေကိုအပေါ်အောက်အားနဲ့ခတ်ဖို့အတွက်စိတ်ယုံကြည်လိုမျိုးစွမ်းရည်တွေထုတ်ပေးတယ်ကွငကလေးတွေဟာလေထဲမှာသူတို့ရဲ့အမြင်လေးတွေကိုအသုံးပြုပြီးဘဲညာကွေတာနဲ့ break အုပ်တာတွေကိုလည်းလုံနိုင်သေးတယ်ကွငကလေးတွေဟာပြအားကိုဖန်တီးပေးနိုင်တဲ့လှပတဲ့အတောင်မှန်ပုံစံဆွဲအားကိုတူးလန်နိုင်တဲ့ပေါ်ပါတဲ့ကိုခန္ဓာနဲ့အားပြည့်ခက်နိုင်တဲ့အားကောင်းတဲ့ကြွသားတို့ကြောင့်ကောင်းငင်ရမှာပြပြရွှင်ရွှင်ပြတ်တန်းနိုင်တာဖြစ်တယ်လို့ကလေးလေးတို့မသားချရမယ်နော်ချီရတဲ့ကလေးလေးတို့ဘူးတုကြရအောင်တီကနောက်လဲအများကြီးပြောပြအောင်မယ်နော်ကလေးလေးတို့ကလည်းကလေးတို့သိထားတာလေးတွေကိုတငယ်ချင်းတွေကိုပြန်ပြောပြဖို့မမေ့နဲ့အောင်နော်အားလုံးပဲ bye bye Thinking for Kids နဲ့တူစဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass